အောင်ပဲမင်္ဂလာပါကျွန်တော်ဒီခေါက်မှာကြောက်ရှိမှာ360ကျော်ရှိတယ်ကျွန်တော်380ကျော်လောက်ထိကိုကျွန်တော်အမြတ်ရှာပြပေးမယ်ကျွန်တော် formula အတိုင်းပဲကစားပြီးတော့ဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီကစားရပါတော့ကစားတာပါဝင်ကျွန်တော်တို့ဒီ formula ဗောနော်ဒီ formula ကဘယ်လိုအချိန်မျိုးမှာပို့ပြီးအလုပ်လုပ်လဲဆိုတာကိုကျွန်တော်ပြင်ပြပေးပဲဗောနော်ကျွန်တော်အခုဆက်ပွဲကစားပြပေးမယ်ခုနိုင်မနိုင်ကိုကြည့်လိုက်အောင် okay ဒါဆိုရင်ကျွန်တော်နိုင်နော်ဟုတ်ပြီအဲ့တော့ကကျွန်တော်တို့အသေးကိုတစ်ခါပြန်လောက်မယ် formula ကတော့ရိုးရှင်းနေပြီဗျအကြီးကြရင်အသေးတောင်အသေးကြရင်အကြီးတောင်အဲ့တိုင်းလေးပဲသွားနော်ဟုတ်ပြီအဲ့တော့ကကျွန်တော်နိုင်မယ်နိုင်နေရင်တစားပဲအဲ့တော့ကကျွန်တော်အကြီးကိုတစားပါနော်ကျွန်တော်တသိန်းကနေတောင်းပြရပါဘာလို့အနေနဲ့က1000လောက်ရှိမှဆိုရင်တော့မှ30လောက်ကပဲစလောင်းပါဘာလို့30လောက်ကလောင်းရလဲဆိုတော့ကိုယ်ကျွမ်းကျင်ဝိုင်းတော့တိတ်ပြဿနာမရှိဘူးပေါ့နော်တကယ်မကျွမ်းကျင်လို့ဆိုရင်စားမြောင်းဝိုင်းကုန်သွားမှာကြောက်လို့ပါဒီကျွန်တော်တို့ကကျတော့ဆော့ရရကြာပြီပြီးတော့ကျွန်တော်ငွေပမာဏလည်းဗျာရှင်းတော့ပြောရင်လက်နေတယ်ပေါ့လေဆိုတော့ကအဲ့ဒါကကျွန်တော်ဒီကလောင်းရပါနော်โอเคဟုတ်ပြီတော့ကျွန်တော်တို့အသေးကိုပြန်လောင်းမယ်တသိန်းဒီကတော့ဗျာကိုတာကနဲ့ကိုပေါ့ကိုကဒီနေ့ဒီဆယ်ပွဲဆော့မယ်ဒါမှမဟုတ်ပွဲနဲ့ဆက်ဆော့မယ်ပွဲနဲ့ဆော့မယ်ကိုအမြတ်ရပြီဆိုကိုနားမယ်ဗျာဒါကြီးကိုဆက်မဲမဲကြီးလောက်ကြမယ်လို့ကျွန်တော်မတိုက်တွန်းပါဘူးကိုလည်းမတင်တဲ့ကိုပေါ့နော်ကိုကဒီကနေပြီးတော့အမြတ်ယူမှပြတဲ့တော့ထိန်းပြီးတော့ကစားဖို့ရလိုတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်နိုင်တယ်နော်အကြီးအသေးပဲကြာတယ်နော်ဘာသာတော့အတွေ့ပဲโอเคအဲ့တော့ကျွန်တော်အကြီးကိုပြန်လောင်းမယ်တိန်ပေါ့နော်ဟုတ်တယ်ကျွန်တော်လောင်းထားတာပေါ့နော်ကျွန်တော်နိုင်တယ်နော်ဒီပွဲမှာမရှုံးသေးဘူးနော်အခုစလောင်းနေချိန်မှာကျွန်တော်ကဒီလိုတပွဲသားမှာဗျာအကြီးရောအသေးရောနှစ်ခါပြန်လောင်းလို့မရဘူးဒီလိုလောင်းခဲ့မယ်ဆိုရင်ကျွန်တော်လောင်းကြီးဒံပေးခံတယ်နော်အဲ့လိုမျိုးရှိလို့ပါဟုတ်ပြီအဲ့တော့ကကျွန်တော်နိုင်တယ်နိုင်တော့ကျွန်တော်ကြီးနိုင်တော့ကျွန်တော်အသေးကိုတသိန်းပြန်လောင်းမယ်ကိုဆိုရင်ကျွန်တော်မှာလိုက်စား2မျိုးကွဲသွားပြီပေါ့နော်ကျွန်တော်အရှုံးဘက်ကနေလိုက်စားနဲ့အနိုင်ဘက်ကနေပြီးတော့ပြန်ပိုင်းပြီးတော့လိုက်တဲ့လိုက်စား2မျိုးကွဲသွားရဲဆိုတော့ကျွန်တော်တို့ပုံမှန်တိုင်းကစားမယ်ဆိုတာကအခု formula 2ခုသုံးမယ်ဆိုရင်တော့ပို့ပြီးတော့ရမယ်ပေါ့နော်โอเคဟုတ်ပြီတော့ကျွန်တော်အကြီးကိုပြန်လောင်းမယ်တို့ကဒီဗီဒီယိုကြည့်ပြီးတော့ကစားခြင်းလားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မျိုးလိုက်ဆော့ခြင်းဆိုရင်တော့ဒီကျွန်တော် Telegram channel ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော် user တွေဆိုရင်ဘာတွေကြိုးခဏခွင့်ရှိမယ်ဆိုတော့ဒီလိုမျိုးအနိုင်နေရအောင်ကျွန်တော်အနေနဲ့ formula 2ခုချပေးရတယ်အခုကကျွန်တော် user တွေဆိုရင်ငွေထုတ်ပြဿနာတွေရှိခဲ့ရင်ကျွန်တော်ဘက်ကတာဝန်ယူဖြေရှင်းပေးပါတယ်နော်ခေါင်းတော့โอเคဒီမှာဆိုရင်အသိန်းတစ်ခါကြာပါပြီပေါ့နော်အသိန်းတစ်ခါကြာတော့ကျွန်တော်အကြီးဘက်ကပဲလိုက်မယ်ဗျအကြီးဘက်ကပဲ3စားလိုက်မယ်30ပေါ့နော်ကျွန်တော်ကတော့ဒီလိုက်စားနှစ်ခုကွဲသွားတယ်ကျွန်တော်အနေနဲ့ဒီမှာကစားမယ်ဆိုရင်ကျွန်တော်ဒီ update လုပ်တာလက်စားလိုက်စားပေါ့နော်တကယ်လို့အသိန်း5ချိန်ကြာသွားခဲ့မယ်ဆိုရင်ကျွန်တော်အသေးဘက်ကပဲစလောင်းပြီးတော့လိုက်စားလိုက်မှာပေါ့နော်အဲ့လိုပုံစံမျိုးလိုက်မှာပါဒီဒါဆိုရင်နိုင်တယ်နော်โอเคဟုတ်ပြီဆိုတော့ကကျွန်တော်10ပွဲလည်းပြည့်ပြီဗျာဒီမှာဆိုရင်5သိန်း8000နဲ့8000ပြန်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာဘာသာတွေ့ရ90ကျော်ပါပြီပေါ့နော်90ပဲဆိုရပါတော့